ကိုသင်းနက်ကကိုဘွားအတွက်ဘယ်လောက်ထိအရေးပါလဲခွန်ကျတို့နေ့တူကသွားလာလှူရှာတဲ့အခါမှာခွန်ကျတို့အင်ဂျီတွေဘောင်းမီတွေဝတ်တယ်လို့မျိုးပဲခွန်ညွတ်အတွက်ပေါ့နော်ခွန်ညွတ်တကူစားအတွက်ဆိုရင်ခွန်ညွတ်အတွက်ကလုံးဝ confidence အပြည့်ပေးနိုင်တာရေမွေးပေါ့ဘလို့ပဲ make up အလှပြင်ဖို့မအောင်ဆိုရင်တော့ရေမွေးစော့ဖို့တော့ဘယ်တော့မှခွန်ညွတ်မမေ့ခဲ့ဘူးတော်တော်လေးကိုရေမွေး crazy ထဲမှာပါတယ်မြန်မာနိုင်ငံက local perfumer ကိုရင်ထုတ်လုပ်ထားတဲ့ရေမွေးစစ်စစ်ဒီ Vibrantia brand လေးဖြစ်ပေါ်လာပုံကကြတော့ဒီ founder အကိုကကဘာအနက်ခရီးတွေတွားတယ်သူရဲ့ experience လေးတွေကိုဒီ customer တွေစီကိုဝင်မြချင်တဲ့အတွက်ဒီ local perfumer နဲ့ပေါင်းပြီးတော့ဒီ brand လေးကိုထုတ်ခဲ့တာဖြစ်ပါတယ်ဒီနိုင်ငံတွေမြို့တွေရဲ့ဒီတွေ့ကြုံရတဲ့ခံစားချက်လေးတွေကိုဝင်မြပေးခြင်းတဲ့သဘောမျိုးပေါ့နော်အရန်ကိုလာပါတဲ့ notes လေးနဲ့ထွက်လာတာဖြစ်ပါတယ်သူ့ရဲ့ packaging ဘိုင်းမှာဆိုရင်ဒီလိုမျိုးစက်ကူပူးလေးထဲကိုမှအထက်မှာဖန်ပလင်းလေးပေါ့နော်50 ml ပါပြီးတော့ဈေးကလည်း4000ကျော်ဆိုတော့တော်တော်လေးကိုအရန်တန်တယ်လို့ပြောလို့ရတယ်တော်တော်လေးအနက်ပိုင်းကလည်းတော်တော်လေးဆွဲတာလေးတွေ့ရတယ်အနက်တစ်ခုချင်းစီချောင်းကိုပြီးမှအသေးစိတ်အပြမယ်နော်သူကtotal 10ရောင်ရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှခွန်ညွတ်ကြိုက်တဲ့9ရောင်ကြောင့်ပြပြသွားမယ်ရေမွေးဆိုတာကတော့ဒီလိုမျိုးပဲခွန်ညွတ်အတွက်ဆိုရင်အယောင်မပါတဲ့ဘဝကြီးသားရစီတယ်ပေါ့နော်ပထမဆုံးဒီ Switzerland ပေါ့နော်ဒါကခွန်ညွတ်အကြိုက်ဆုံးအနက်လို့ပြောလို့ရတယ်သူကကြတော့ apple green apple အနက်လေးရဲ့ grapefruit အနက်လေးရဲ့မှာဘန်းနဲ့ပျော့လေးနဲ့အရန်ကို woody ပပလေးပေါက်ထားတဲ့အနက်လေးတော်တော်လေးကောင်းတယ်ခွန်ညွတ်လက်ကြိုက်တယ်ခွန်ညွတ်အမျိုးသားလေးတော်တော်ကြိုက်တယ်ဒီအနက်လေးကတော့ခွန်ညွတ်အစော့ဖြစ်ဆုံးပေါ့နော်လက်တလုံးမှာအစော့ဖြစ်ဆုံးရေမွေးလို့ပြောလို့ရတယ်အရန်ကြိုက်တယ်10 out of 10ကိုပေးတယ်Paris ကလည်း Swiss နဲ့တိတ်မကွာဘူးသူကကြတော့ချင်းပြုံးပြုံးနက်ကိုမှ woody နက်လေးပပပေါက်တယ် vanilla လေးဖောက်ပြီးတော့ floral လေးလည်းနည်းနည်းလေးပါထားတဲ့အနက်မျိုးလေး notes အတိအကျတော့ခွန်ညိုနောက်ပိုင်းစားနဲ့ထည့်ရေးပေးမယ်ဘာလီယာကြတော့ခွန်ညိုတို့ကန်းချီမှာလမ်းလျှောက်နေရတယ်လို့မျိုးပဲလုံးဝကို fresh vibe ကိုပေးရပေါ့နော်စကားလေးတော့မကုန်ပြီသူကလုံးဝချွတ်ချွတ်အေးအေးယူစုနဲ့လေးကိုမှထပ်ပြီးတော့ဒီခွန်ညိုတို့ loudest နဲ့လေး tobacco နဲ့လေးပပလေးပေါက်ထားတယ်ပေါ့နော်ဒါလေးကလည်းတော်တော်လေးမိုက်တယ်ဂျပန်ကတော့ခွန်ညို3နဲ့5ရောင်ထက်မှာမင်္ဂလိအဆန်ဆုံးအနက်လေးသူက cherry နဲ့ jasmine တို့လိုမျိုးပန်းနဲ့ပပလေးပိုပေါက်တယ်မင်္ဂလိနဲ့ပိုလိုက်မဲ့ရနက်လေးပေါ့နော်ဒါပေမဲ့သူကလည်းမိမသားဆန်တာကြိုက်တဲ့သူတွေဆိုရင်အရင်အဆင်ပြေမဲ့နဲ့ Egypt ကကြတော့ခွန်ညိုစော့တဲ့အထက်မှာအပြင်းဆုံးနဲ့လို့ပြောလို့ရတယ်။သူကကြတော့ raspberry, red berry တို့မှာ peach နဲ့ဖောက်ထားပြီးတော့ caramel amber တို့ပါရောထားတဲ့အနက်မျိုးလေးနည်းနည်းပြင်းရှာရှာနဲ့ထူထူအန်းအနက်မျိုးလေးရတယ်။ဒါပေမဲ့ယောက်ျားဆန်နဲ့မိန်းမသားတွေအတွက်ဆိုရင်လည်းလိုက်ဖက်တယ်။သူကရွေးချယ်စရာ10နက်ရှိပြီးတော့ခွန်ညိုသုံးထားတာကတော့အနက်5မျိုးပေါ့နော်။ Okay ဒီလိုဆိုရင် quality လည်းတကယ်ကောင်းပြီးတော့ရွေးချယ်စရာတွေအများကြီးရှိရဲ့ဒီ Vibrantia ရဲ့ perfume ကြောင်းကိုပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်ထပ် video လေးမှာတွေ့ကြမယ်အားလုံးပဲတတား